အခုတင်ပြသွားမယ်ရက်ွက်လေးကတော့တကူမြို့တည်အရှိပိုင်းမြို့နယ်138ရက်ွက်မှာရှိတဲ့မော်ရဝရီပေါင်လန်တဲ့စင်းလေးမှာအကြောင်းအပ်လာတဲ့မြို့ွက်လေးနဲ့ပတ်သက်ပြီးကျွန်တော်မိတ်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အခုရောက်ရှိနေနေရကတော့138ရက်ွက်နဲ့150ရက်ွက်ချာ9မှာ55ရက်ွက်ချာမှာတည်ရှိနေတဲ့မော်ရဝရီလန်ကွန်ကရစ်ခင်းထားတဲ့လမ်းကနေကျွန်တော်ဝင်လာတဲ့အခါမှာအခုဆိုရင်138ရက်ွက်မော်ရဝရီပေါင်လန်မှာပေါ့ကိုကျွန်တော်ရောက်ရှိလာပြီဖြစ်ပါတယ်မော်ရဝရီပေါင်လန်းကနေကျွန်တော်ဆက်လျှောက်လာတဲ့အခါမှာစစ်ပင်ရွာဟောင်းရဲ့ရွာလေးရဲ့မြေနေရာနဲ့130ရက်ွက်ကြားမော်ရဝရီပေါင်လန်းပေါ်ကိုကျွန်တော်ရောက်ရှိလာပြီဖြစ်ပါတယ်ရွှေပုံးမွေဖျားကိုကျွန်တော်မြင်ပြီးတာနဲ့ကျွန်တော်တို့ဆက်ပြီးကြော်လာခဲ့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မော်ရဝရီဒက်စင်လန်းကျွန်တော်တို့အခုမြင်နေရတဲ့နေရာလေးဒါတစ်ဝိုက်ထိကျွန်တော်တို့ကောင်းကောင်းကားမောင်းဝင်လို့ရပါတယ်အခုဆိုရင်ကျွန်တော်မော်ရဝရီပေါင်လန်းကိုကျွန်တော်တက်တက်ပဲကျွန်တော်ဆက်သွားမှာဖြစ်ပါတယ်မြို့ွက်ရှိမရှိသွားမဲ့လမ်းတစ်လျှောက်လုံးကအခုမြင်နေရတဲ့အတိုင်းပဲလူတွေအင်ချို့ရက်ွက်တဲကိုရောက်ရှိနေတာကိုမြင်တွေ့ရတယ်။ချမ်မန်25ရဲ့ရှေ့မှာကျွန်တော်ရောက်ရှိနေပြီဖြစ်တယ်။ချမ်မန်24 23တို့ကိုကျွန်တော်ရှေ့မှာတွေ့ရမှာဖြစ်ပါတယ်။မော်ရရီပေါင်လန်းကတော့အခုမြင်နေတဲ့အတိုင်းပဲကျွန်တော်တို့ဝင်ထွက်သွားလာလို့ရတယ်။ဒီမြို့ွက်လေးကလည်းဒီလမ်းမကိုဒက်ဆင်းလာဖြစ်တဲ့အတွက်အကြောင်းအပ်လာတဲ့အကြောင်းပန်ရှင်ကအပ်လာတဲ့အခါမှာကျွန်တော်ဒီနေရာလေးကိုပြည်သက်ကြီးတည်ဖို့အတွက်ကျွန်တော်အမြင်အပြေးလွှားနဲ့ကျွန်တော်အမြန်လာရောက်ပြသရိုက်ကူးခြင်းဖြစ်တယ်။မြို့ွက်လေးကတော့အခုမော်ရောက်ဒီလန်အခုမြင်နေရတဲ့ဒက်ဇင်လန်လေးပေါ်မှာတည်ရှိနေတာဖြစ်ပါတယ်။ဒီလန်လေးတိုင်းကျွန်တော်တို့ဝင်သွားရမှာဖြစ်ပါတယ်။ရှေ့ကိုသွားမယ်ဆိုရင်139ရက်ွက်ကိုရောက်ရှိသွားမှာဖြစ်တယ်။အခုကျွန်တော်တို့ဒီလန်လေးတိုင်းဆင်းသွားမယ်ဆိုလို့ရှိရင်ချမ်း10ကွက်ကြော်လောက်လေးမှာဒီအကြောင်းအပ်ထားတဲ့မြို့ွက်လေးကိုရောက်ရှိသွားမှာဖြစ်ပါတယ်။ဒီမြို့ွက်လေးကတော့ပါမစ်မီမျိုးစားဖြစ်တဲ့ P40 P60 မြို့ွက်လေးဖြစ်ပြီးတော့မှမြို့ွက်တီးတန့်လေးဖြစ်ပါတယ်138ရက်ွက်ကအခုတင်ပြထားတဲ့နေရာလေးတစ်ဝိုက်ကဆိုရင်လူနေအိမ်အချို့တလုံးစားရောက်ရှိနေတာကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒီမော်ရဝတီဒက်ဇင်လန်းပေါ်မှာဆိုရင်အိမ်နှလုံးရောက်ရှိနေတာတွေ့ရမယ်ယခုမော်ရဝတီပေါင်လန်းရဲ့ကြောကတ်မှာတော့ကျွန်တော်တို့ကလူနေအိမ်3 လုံးခန့်ရောက်ရှိနေတယ်လမ်းရိုးလည်းပေါ်နေတာကိုအခုကျွန်တော်တို့မြင်ရတဲ့အတိုင်းလေးဖြစ်ပါတယ်တကယ်အခုဆိုရင်အေးချမ်းအနားကြီးလိုရမယ့်နေရာလေးတွေသားတစ်ခုလေးဖြစ်နေကျွန်တော်တို့မြင်တွေ့နေရပါတယ်ဒါကမော်ရဝတီပေါင်လန်းရဲ့ကြောကတ်အချမ်းဖြစ်ပြီးတော့ဒါကမော်ရဝတီဒက်ဇင်လန်းရဲ့အနေအထားလေးဖြစ်ပါတယ်လူနေအိမ်တစ်စားနှစ်စားရောက်ရှိနေပြီဖြစ်တယ်ဒီနေရာလေးကမော်ရဝတီပေါင်လန်းကြောကတ်လန်းလေးဖြစ်တယ်လူနေအိမ်အချို့ရောက်ရှိနေပြီဖြစ်တယ်ဒီလမ်းရဲ့တစ်ဖက်မှာတစ်ချက်မှာတော့လူနေအိမ်တွေအမြောက်များရရှိပြီးလက်စမီတိုင်းတွေရောက်ရှိနေပြီဖြစ်ပါတယ်ဒီနေရာလေးလည်းတိမကြခင်ကာလမှာဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်ဒီလမ်းမလေးပေါ်မှာကျွန်တော်တို့မြေကွက်အယောင်လေးကအနက်ထားတာဖြစ်တယ်ဒီနေရာလေးကပတ်လက်မြေမျိုးစားဖြစ်တယ်ဒီပတ်လက်မြေတွေကလည်းအခုဆိုရင်120ရက်ကွက်မှာဆိုရင်ပတ်လက်မြေပေါ်မှာပဲကျွန်တော်တို့အေယာစီမံကိန်းတွေစတင်ဆောက်လုပ်တာဖြစ်တယ်လို့လာမယ့်အနာဂတ်တွေမှာလည်းဒီနေရာကလည်းတကယ်ပဲအေယာစီမံကိန်းကဲ့သို့အစိုးရရဲ့အစီအမံကိန်းတွေပေါ်ပေါက်လာမှာဖြစ်နေပါတယ်ဒါကတော့ရောင်းချမဲ့မြေကွက်ရဲ့ဝန်ထမ်းနေရာလေးဖြစ်တယ်ဒီမြေကွက်လေးကိုတော့880နဲ့ရောင်းချပေးသွားမှာဖြစ်တယ်ပါမစ်မြေမျိုးစားဖြစ်ပါတယ်မြေကွက်မှတ်ကတော့910အတန်းလေးမှာရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့မြေကွက်မှတ်အသေးစိတ်နဲ့ဈေးနှုန်းညှိနှိုင်းလေးကိုမယ်ဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်39 420 142 688ကိုဆက်သွယ်နိုင်ပါတယ်